မိမပါတူတော့ပြဆွေးနွေးကနာရီပြန်လဲကြိုးစိုးလိုက်ပါလေကျွန်တော်ကြောင်းနေပါကျမကတော့ဒေါ်နယ်နီချစ်ပါလေရှင်မင်္ဂလာပါရှင်ဒီနေ့ကျမတို့စစ်ဆက်လိလာကြမယ့်အကြောင်းအရာကတော့ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီးပြောလိုက်တဲ့စကားတစ်ခုကနေစပြီးတော့လေဒီယိုမဲ့ဂျပန်ကြားမှာတန်တမန်ယာမုန်တိုင်းတစ်ခုဘလို့ဖြစ်သွားတယ်လဲဆိုတာပါပဲဟုတ်ကဲ့ပါဗျဒီအကြောင်းကိုနားလည်ဖို့အတွက်သတင်းဆောင်ပါတဲ့မဟာဗျူဟာတုံးသက်ချက်တွေကိုအခြေခံပြီးဆွေးနွေးကြည့်ကြမှာပါဆိုတော့ကျမတို့ရဲ့ရည်ရွယ်ချက်ကနိုင်ငံရေးသမားတယောက်ရဲ့စကားလုံးတွေနောက်ွယ်ကတကယ်မဟာဗျူဟာကြားရဲ့အတိတ်ပဲဒီဂျပန်ကဘလို့အခန်းကဏ္ဍကနေပါဝင်လာနိုင်မလဲဆိုတာကိုနားလည်ဖို့ပါပဲဟုတ်ပါရဲ့စိတ်ဝင်စားစရာကတော့လေဒီပြဿနာရဲ့အဖြေတစ်ခုကဆူရှိတပွဲပေါ်မှာသွားပြီးပေါ်လွင်နေတာပဲဟုတ်ပါတယ်ဗျာဒီနေရာမှာအဓိကမေးခွန်းကနိုင်ငံရေးသမားတယောက်ရဲ့စကားတစ်ခုကဒေသတွင်းတည်ငြိမ်ရေးကိုဘလောက်အထိလောက်ခတ်သွားနိုင်တယ်လဲဆိုတာပါပဲစကလုံးတွေကတန်တမန်ရေးရာမှာဘလောက်တောင်အစွမ်းထက်တယ်လေပြီးတော့နိုင်ငံရဲ့တုံ့ပြန်မှုတွေကဘလို့မဟာဗျူဟာကြားတဲ့အဓိပ္ပာယ်တွေဖော်ဆောင်နေတယ်လဲဆိုတာကိုစမ်းစစ်ကြည့်ဖို့တကယ်ကိုအရေးကြီးပါတယ်ကောင်းပြီဒါဆိုရင်အဖြစ်ရဲ့အဆောက်ပြန်သွားကြည့်ကြအောင်ဒီပြဿနာအားလုံးကဂျပန်ရဲ့စီးပွားရေးလုံခြုံရေးဝန်ကြီး Mrs. Takaichi Sana ရဲ့လွတ်တော်တဲ့ကပြောစကားတစ်ခုကနေစခဲ့တာနော်ဟုတ်ပါတယ်သူကထိုင်ဝမ်မှာစစ်ရေးပဋိပက္ခဖြစ်လာရင်ဒါကဂျပန်နိုင်ငံအတွက်တီးရှိမှုအတွက်ချင်းချောက်ခံရတဲ့အခြေအနေဖြစ်လာနိုင်တယ်လို့ပြောခဲ့လေဒီစကားကဘာလို့ဒီလောက်တော့ပြဿနာကြီးတွားရတာလဲ Mrs. Takaichi ဆိုတာကတော့ဂျပန်နိုင်ငံရေးမှာဘယ်လိုလူမျိုးလဲရှင့်မစ္စတာရိုင်ချီဆိုတာကဂျပန်နိုင်ငံရေးမှာသဘောထားတက်မာသူ Hawk လို့ခေါ်တဲ့မျိုးစားအမျိုးသားရေးဝါဒီတယောက်အဖြစ်လူတည်များပါတယ်သူကဂျပန်ရဲ့ကာကွယ်စွမ်းရည်ကိုမြင့်တင်ခြင်းတဲ့သူပြီးတော့ပွေကြီးပုံအခြေခံဥပဒေရဲ့ငြိမ်းချမ်းရေးဆိုင်ရာအချက်တွေကိုပြင်ဆင်ခြင်းတဲ့သူပေါ့ဟုတ်ကဲ့ဒါကြောင့်သူပါဆက်ကထွက်လာတဲ့စကလုံးတိုင်းကိုရုပ်ကအလင်းနဲ့ထားပြီးစောင့်ကြည့်နေတာပါဟုတ်မှာပဲသူတုံးသွားတဲ့တည်ရှိမှုအတွက်ချင်းချောက်ခံရတဲ့အခြေအနေဆိုတဲ့စကားစုကအင်မတန်အရေးကြီးပါတယ်ဒါကတာမန်ပြောနေကြနိုင်ငံရေးစကားမဟုတ်ဘူးဂျပန်ရဲ့လုံခြုံရေးဥပဒေမှာတီတီကြပ်ကြပ်သတ်မှတ်ထားတဲ့အရေးပေါ်အခြေအနေအဆင့်၄ဆင့်ထဲကတစ်ခုပါဂျပန်လို့ဆိုရင်ဆွန်လစ်စုခိခိဂျီတိုင်းဆွန်လတ်စုခိခိဂျီတိုင်းလို့ခေါ်တယ်ဆိုတော့ဒါကဥပဒေအရသတ်မှတ်ထားတဲ့ခလုတ်တစ်ခုကိုနှွှဲလိုက်တယ်လို့မျိုးပေါ့ဒီစကလုံးကိုတုံးလိုက်ပြီးဆိုရင်ဂျပန်အစိုးရကနောက်တစ်ဆင့်တက်ဖို့တရားဝင်လမ်းဖွင့်ပေးလိုက်တာနဲ့အတူတူပဲလားတိတိကျကျပါပဲဆွန်ရစ်စုခိခိဂျီတိုင်းဆိုတဲ့အခြေအနေကိုကြီးညာလိုက်ပြီးဆိုရင်ဂျပန်ဟာသူ့ရဲ့မိဖက်နိုင်ငံတစ်ခုတိုက်ခတ်ခံရတဲ့အခါကိုယ်တိုင်တိုက်ခတ်ခံရတယ်လို့သဘောထားပြီးစီးရဲ့အရာကူညီကာကွယ်ပေးနိုင်တဲ့စူပေါင်းကာကွယ်ရေးအခွင့်အရေးကိုအသုံးပြုခွင့်ရှိသွားပြီဆိုတဲ့အထည်ပဲပါဒါဆိုတူချိုလေးအရေးပါတဲ့စကားရဲ့ပဲနော်ဟုတ်ပါတယ်ဒီစကားကြောင့်ဂျပန်ဟာထိုင်ဝမ်ကိုကာကွယ်ဖို့စီးရဲ့အရာတိုက်ရိုက်ပါဝင်လာနိုင်တယ်ဆိုတဲ့အချက်ပြမြည်စည်းပြလိုက်သလိုဖြစ်သွားပြီးပေကျင်တော့ဒါကမျိုးလုံးဖြူစရာတည်င်းဖြစ်သွားတာပေါ့ဒီစကားကြောင့်တရုတ်ရဲ့တုံ့ပြန်မှုကလည်းချက်ချင်းဆိုသလိုပဲနော်အရန်ကိုပြင်းထန်ခဲ့တယ်တန်တမန်ရေးရာရောစီးပွားရေးအရာပါတုံ့ပြန်ခဲ့တယ်ဟုတ်ပါတယ်သူတို့ရဲ့တုံ့ပြန်မှုကအရန်မြန်ဒီပပေါင်းဆောင်ကလာတယ်ပထမဆုံးဂျပန်ကိုခီးသွားတတိပိချက်ထုတ်ပြန်တယ်ဒါကခီးသွားလုပ်ငန်းကိုထိခိုက်စေဖို့ပေါ့ဟုတ်တယ်နောက်ပြီးဂျပန်ကနေ့တင်းသွင်းတဲ့ပင်လယ်စာအလုံးကိုရပ်ဆိုင်လိုက်တယ်ဒါကတရုတ်ရဲ့ economic coercion လို့ခေါ်တဲ့စီးပွားရေးရာဖိအားပေးတဲ့နည်းဗျူဟာတွေတခုပါအရင်ကလည်းဒီလိုလုပ်ဖို့တယ်နော်ဟုတ်တယ်ဩစတြေးလျကဝိုင်းဒီဖိလစ်ပိုင်ကငပြောသီးတွေကိုဒီလိုနည်းနဲ့ပြစ်မှတ်ထားခဲ့ဘူးတယ်ဒါပေမဲ့အစိုးဆုံးကအိုဆာကာမှာရှိတဲ့တရုတ်ကောင်စစ်ဝင်ချုပ်ရဲ့ချင်းချောက်မှုပဲသူက Mrs. Takaichi ကိုခေါင်းဖြတ်မယ်ဆိုပြီးချင်းချောက်ခဲ့တယ်ဆိုတာကတော့တန်တမန်လောကမှာကြားတော်မကြားဘူးတဲ့လောက်ပဲလုံးဝကိုကြော်လွန်းသွားတာပါဒါကတရုတ်ရဲ့ Wolf Warrior တန်တမန်ရေးရာရဲ့အစွန်းရောက်ဦးမှာတခုပဲဟုတ်ကဲ့သူတို့ကထိုင်ဝမ်ရေးကိုသူတို့ရဲ့အချုပ်အခြာအာဏာနဲ့ပတ်သက်တဲ့အထီးပါမခံနိုင်ဆုံးအဓိကအကျိုးစီးပွား core interest အဖြစ်သတ်မှတ်ထားတယ်ဂျပန်ကအဲ့ဒီ core interest ကိုလာထိပြီးဂျပန်ရဲ့ဒုတိယကမ္ဘာစစ်နောက်ပိုင်းငင်းချမ်းရေးမူဝါဒကနေခွဲထွက်ဖို့စ조사နေပြီလို့မြင်တဲ့ဒီလောက်ပြင်းပြင်းထန်ထန်တုံ့ပြန်တာပါဒီချင်းချောက်မှုကြောင့်ဂျပန်ဘက်ကလည်းချက်ချင်းပဲတုံ့ပြန်ခဲ့ရတယ်နော်ဟုတ်ပါတယ်သူတို့နိုင်ငံသားတွေအတွက်လုံခြုံရေးတတိပေးချက်တွေချက်ချင်းပြန်ထုတ်ခဲ့ရတယ်စကားတခွန်းကနေနိုင်ငံခြားတတိပေးချက်တွေအပြန်အလှန်ထုတ်တဲ့အထိအချင်းတွေကချက်ချင်းကိုဆိုးရွားသွားခဲ့တယ်ပီကျင်းကဒီလောက်ဒေါတာတကြီးတုံ့ပြန်နေချိန်မှာထိုင်ဝမ်ရဲ့တုံ့ပြန်မှုကတော့လုံးဝကိုစန့်ကျင်ဘက်ပဲသူတို့ကဆူရှိနဲ့တုံ့ပြန်ခဲ့တယ်ဆိုတော့အားအလီကိုအသေးစိတ်ပြောပြပါအောင်ဒါကဒီဇလန်ရဲ့လဲပြောင်းပဲဗျာကျုပ်ကဂျပန်ပင်လယ်စာတွေကိုပိတ်ပင်ကြောင်းကြီးညာလိုက်တဲ့အချိန်မှာ
ထိုင်ဝမ်တမရလိုင်းချင်တက်ကသူ့ရဲ့လူမှုကွန်ရက်ပေါ်မှာဂျပန်ဆူရှီနဲ့မီဆိုဟင်းချိုစားနေတဲ့ပုံကိုတင်လိုက်တယ် ဟာ ဒီထက်ပိုပြီးထူးခြားတာကသူစားတဲ့ဆူရှီမှာဘယ်ကလာတဲ့ပင်လယ်စားတွေပါဝင်နေဆိုတာကိုတိတိကျကျရေးသားဖော်ပြခဲ့တာပါကာဂိုရှီမာကလာတဲ့ငါးနဲ့ဟော့ကိုင်းဒိုကလာတဲ့ရောက်သွားတွေပါဝင်နေဆိုပြီးတကူးတကာကိုရေးပြထားတယ် ဆိုတော့ဒါကတိုက်ဆိုင်မှုမဟုတ်ပဲတမင်တကာကိုပိတ်ချင်းရဲ့ပိတ်ဆို့မှုကိုစင်ခေါ်လိုက်တဲ့သဘောပေါ့ခင်ဗျားတို့မဝယ်ရင်ကျွန်တော်တို့ဝယ်မယ်ဆိုတဲ့ message ကိုပေးလိုက်တာပဲ အတိအကျပါပဲဒါဟာ soft power ကိုအင်မတန်တီတီရောက်ရောက်အတုံးချသွားတဲ့တန်တမန်ရေးရခြေလမ်းတစ်ခုပါ ဟုတ်ကဲ့ စကလုံးတွေအများကြီးနဲ့ပြန်မရှင်းနေဘူးလူရဲ့နဲ့ပြပြလိုက်တယ်တယောက်ရဲ့စီးပွားရေးဖိအားပေးမှုကိုကျွန်တော်တို့ group မဆိုင်ဘူးဂျပန်နဲ့အတူတူရက်တည်တယ်ဆိုတဲ့သင်္ကေတကိုကဘာကိုပြလိုက်တာပဲ နိုင်ငံရေးရတင်းမာနေတဲ့အခြေအနေတစ်ခုကိုတာမန်နေ့လေစားစားတဲ့ပုံလေးတစ်ပုံနဲ့ပါပါနဲ့တုံပြန်လိုက်တာနော် ဟုတ်ပါတယ်ဒါကို sushi တန်တမန်ရေးရ sushi diplomacy လို့တောင်နာမည်ပေးလို့ရတယ် သူ့ရဲ့ post ကချက်ချင်းပဲနိုင်ငံတကာမှာသတင်းကြီးတစ်ခုဖြစ်သွားခဲ့တယ်နော် ဟုတ်ပါတယ်ဂျပန် NHK American CBS နဲ့ Reuters လို့သတင်းဌာနအကြီးတွေကအရေးကြီးယူဖော်ပြခဲ့ကြတယ်ဂျပန်နိုင်ငံတိုကျိုမြို့ကမြေအောက်ရထားထဲမှာတော့သမရလိုင်းရဲ့ဆူရှီစားနေတဲ့သတင်းကိုဓာတ်ပုံနဲ့တကွပြသခဲ့ကြတယ်ဆိုတော့ ရိုးရှင်းတဲ့နေ့လည်စားပွင့်လေးကနိုင်ငံတကာသတင်းကောင်းစဉ်ဖြစ်သွားတာကောလူလူရဲ့တုံ့ပြန်လို့ကတော့ဘယ်လိုရှိလဲ လူတို့ရဲ့တုံ့ပြန်မှုကလည်းအရန်အားကောင်းခဲ့တယ်ထိုင်ဝမ်ကနာမည်ကြီး PTT Forum ကိုထီထောင်သူကဂျယုကတားမြစ်တဲ့အရာကိုထိုင်ဝမ်ကစန့်ကျင်ဘက်လက်ယုံပဲလို့ပြောခဲ့တယ် ဒါကလက်တွေ့မှာလည်းမှန်နေတယ်ထိုင်ဝမ်လူမှုကွန်ရက်မှာ #support_Japanese_seafood ဆိုတဲ့ hashtag တွေရေးပန်းစားလာတယ်ဂျယုကဂျပန်ကိုခီးထွာလာမှုကန့်တက်လိုက်တော့ ထိုင်ဝမ်လူမျိုးတွေဂျပန်ကိုပို့သွားကြတယ်ပေါ့ ဟုတ်တယ်အရင်ကထောင်ပိုးထွားကြတယ်တချို့ဆိုရင်ဂျယုခီးသွားမရှိတဲ့ဂျပန်မှာအခုမှပဲအေးအေးဆေးဆေးလဲပရတော့တယ်လို့တောင်မှတ်ချက်ပေးကြတာတွေ့ရပါတယ် ဘလို့ရက်ကဂျပန်ရဲ့ပင်လယ်စာလုပ်ငန်းရှင်တွေကိုတကယ်ရောအထောက်အကူဖြစ်ခဲ့ရလားဒါမှမဟုတ်တင်ကြတတ်ပဲလား တင်ဂေတာတက်တက်ပို့ခဲ့ပါတယ်တမရရဲ့ post နောက်ပိုင်းမှာထိုင်ဝမ်ကပင်လယ်စာတင်သွင်းတဲ့ကုမ္ပဏီတွေကဂျပန်ကရောက်သွားပြီးနဲ့တခြားပင်လယ်စာတွေကိုအော်ရာအများကြီးတွန်းမခဲ့ကြတယ် အော် ဒါကြောင့်တရုတ်ဈေးကွက်ဆုံးရှုံးသွားတဲ့ဂျပန်တငါတွေအတွက်အတန်ရာတစ်ခုအထိအားတက်စရာဖြစ်ခဲ့တယ်ဒါက soft power ကနေသဖြင့်တကယ်လက်တွေ့ကျတဲ့စီးပွားရေးအကူအညီအဖြစ်ပြောင်းလဲသွားတဲ့ဥပမာကောင်းတစ်ခုပါပဲ ကောင်းပြီဒါဆိုရင်ဒီစကလုံးတွေဒီတင်ကြတွေရဲ့နောက်ွယ်မှာတကယ်လက်တွေ့ကြတဲ့မေးခွန်းကိုကြည့်ဖို့လိုလာပြီနိုင်ငံရေးစကလုံးတွေဆူရှီတမန်တင်ရာတွေကတပိုင်းပေါ့တကယ်လို့ထိုင်ဝမ်ရဲ့လက်ကြားမှာစစ်ရေးပဋိပက္ခတစ်ခုဖြစ်လာခဲ့ရင် Mrs. Takaichi ပြောရဲ့တီရှိမှုအတွက်ချင်းချောက်ခံရတဲ့အခြေအနေဆိုလာကဂျပန်စစ်တပ်အတွက်ဘာကိုဆိုလိုတာလဲဂျပန်တပ်တွေထိုင်ဝမ်ကိုကာကွယ်ဖို့တကယ်ပဲတွားတိုက်ခိုက်မှာလား ထိုင်ဝမ်မြေပေါ်မှာတိုက်ပွဲဝင်မှာမဟုတ်ပါဘူး အော်မဟုတ်ဘူးလား ဟုတ်ပါတယ်ဒါကဂျပန်ရဲ့ဖွဲ့စည်းပုံခြေခံဥပဒေနဲ့လုံခြုံရေးဆိုင်ရာဥပဒေပေါင်းတွေကိုကျော်လွန်သွားလို့ပါဂျပန်စစ်သားတွေကထိုင်ပိန်းမြို့ရဲ့လမ်းတွေပေါ်မှာတိုက်ခိုက်နေတာမျိုးကိုမြင်ရမှာမဟုတ်ပါဘူး ခဏလေးအဲ့ဆိုရင်အစပြောခဲ့တဲ့တီရှိမှုအတွက်ချင်းချောက်ခံရတဲ့အခြေအနေဆိုတဲ့စကားလုံးကဘာတဲ့ပဲရှိတော့မလဲသူတို့ကတိုက်ပွဲမဝင်ဘူးဆိုရင်ဘာလုပ်မှာလဲ ကောင်းတယ်မေခွန်ပါသူတို့ရဲ့အခန်းကဏ္ဍကတိုက်ရိုက်တိုက်ခိုက်ရမဟုတ်ပဲအမေရိကန်တပ်တွေကိုကူညီထောက်ပံ့ဖို့ support robot အဲ့ဒါဖြစ်လာမှာပါ အာထောက်ပံ့ရေးအပိုင်းပေါ့ ဟုတ်တယ်ဂျပန်ကိုပိုင်ကာကွယ်ရေးတပ် GSTF ရဲ့အဓိကတာဝန်ကအမေရိကန်စစ်စင်ရေးတွေအောင်မြင်ဖို့အတွက်မရှိမဖြစ်လိုအပ်တဲ့နောက်တန်းကအလုပ်တွေကိုလုပ်ပေးဖို့ပါ ဥပမာဘယ်လိုမျိုးတွေလဲရှင် ဥပမာပြောရရင်အမေရိကန်စစ်တင်ဘောအုပ်စုတွေအထူးသဖြင့်လေယာဉ်တင်ဘောတွေကိုအကာအကွယ်ပေးတာ ဟုတ်ကဲ့ လေးချောင်းရန်ကာကွယ်မှုပံ့ပိုးပေးတာပြီးတော့တရုတ်တင်ဘောတွေရဲ့လှုပ်ရှားမှုတွေကိုခြေရာခံစောင့်ကြည့်တာမျိုးတွေပါဝင်ပါတယ် ဒီထဲမှာရေငုတ်တင်ဘောတင်ပြန်တိုက်ခိုက်ရေးမှာကုညီတာဆိုတဲ့အချက်ကတော်တော်လေးအရေးကြီးမဲ့ပုံပဲဂျပန်ရဲ့ရေတက်ကဒီကနက်မှာကဘာစင်မီလုံးနာမည်ကြီးတယ်မဟုတ်လား လုံးဝမှန်ပါတယ်ဂျပန်ရေတပ်ရဲ့ anti-submarine warfare စွမ်းရည်ကကမ္ဘာအကောင်းဆုံးတွေမှာပါပါတယ် ထိုင်ဝမ်ရေလက်ကြားနဲ့အနီးတစ်ဝိုက်မှာလှုပ်ရှားလာမဲ့တရုတ်ရေငုပ်တင်ဘောတွေအတွက်ဒါကအကြီးမားဆုံးချင်းချောက်မှုမှာပဲဒါအပြင်ဂျပန်ရဲ့မဟာဗျူဟာကျတဲ့ပထဝီဝင်အနေအထားကိုလည်းထည့်စဉ်းစားရမယ် အိုကီနာဝါကိုပလောတာဖြစ်မယ် ဟုတ်ပါတယ်အထူးသဖြင့်ချိုင်ဝမ်နဲ့ကတ်လက်မှာရှိတဲ့အိုကီနာဝါကျွန်းပေါ်ကအမေရိကန်နဲ့ဂျပန်ရဲ့စစ်စခန်းတွေကထိုင်ဝမ်အေးမှာအသက်သွေးကြောထစ်လာမှာပါ
ဒါဆိုရင်ဒီချက်တွေအားလုံးကိုခြုံပြီးကြည့်လိုက်ရင်ဂျပန်ရဲ့ထောက်ပံ့မှုကဘယ်လောက်အထိအရေးပါနိုင်မလဲ အလွန်အရေးကြီးပါတယ် Jeffrey Horner ရဲ့တွန်းသက်ချက်ထဲမှာပဲထောက်ပြထားတာက American တို့ Taiwan ရေးဟာပထဝီဝင်အရာအဝေးတနေရာကတိုက်ပွဲ distant battle ဖြစ်ပါတယ် ဟုတ်တယ်နော် Pacific သမုဒ္ဒရာကြီးချနေတာကို ဟုတ်ပါတယ်ထောက်ပံ့ရေးလမ်းကြောင်းတွေကအရန်ရှည်လျားတယ်ဒါကြောင့်အနည်းဆုံးမှရှိတဲ့မဟာမိတ်ဖြစ်တဲ့ဂျပန်ရဲ့အကူအညီကမရှိမဖြစ်လို့အပ်ပါတယ်ဂျပန်ကဒီလိုကာကွယ်ရေးနဲ့ထောက်ပံ့ရေးတာဝန်တွေကိုယူပေးလိုက်တဲ့အတွက် American တပ်ဖွဲ့တွေကတိုက်ခိုက်ရေးပိုင်းကိုပဲအပြည့်အဝအာရုံစိုက်နိုင်မှာဖြစ်ပါတယ် ဒါကိုဘောလုံးပေးတဲ့ဥမာပေးရရင် American ကဂိုးသွင်းအားမေတိုက်စစ်မှုဆိုရင်ဂျပန်ကကွန်းလယ်မှာဘောလုံးလမ်းကြောင်းတွေဖန်တီးပေးနောက်တန်းကိုလည်းကာကွယ်ပေးရတဲ့မရှိမဖြစ်ကစားသမားလိုမျိုးပေါ့ ဟုတ်တယ် သူကရင်ဂိုးမသွင်းရင်တော့မှသူရဲ့ပန်ပိုးမှုမရှိပဲတိုက်စစ်မှုကဂိုးသွင်းဖို့အခွင့်အရေးရမှာမဟုတ်ဘူး တိကျတဲ့ဥပမာပါပဲဒါကြောင့်ဂျပန်ရဲ့အခမ်းကဏ္ဍဟာထိုင်ဝမ်မှာတိုက်ရိုက်တိုက်ခိုက်သူမဟုတ်ပေမဲ့ American အတွက်မရှိမဖြစ်လိုအပ်တဲ့မဟာဗျူဟာမြောက်မိတ်ဖက်တစ်ခုအဖြစ်ရှိနေမှာပါ Mrs. Takaichi ရဲ့ပြောစကားကဂျပန်ဟာဒီလိုပံ့ပိုးမှုပေးဖို့အသင့်ရှိနေပြီလိုအပ်လာရင်ဥပဒေအရလွတ်ဆောင်နိုင်ဖို့လမ်းဖွင့်ထားပြီဆိုတဲ့ message ကိုပေးလိုက်တာပါပဲ အဲအကြောင်းကိုတရုတ်ကဒီလောက်ပြင်းပြင်းထန်ထန်တုံ့ပြန်တာပေါ့နော် ဟုတ်ပါတယ်သူတို့ကောင်းကောင်းနားလေလို့ပါ ကောင်းပါပြီဒါဆိုဒီနေ့ဆွေးနွေးမှုကနေကျမတို့အထီးကမှတ်သားစရာအချက်တွေကိုပြန်ကောက်ကြည့်အောင်ပထမအချက်ကတော့ဂျပန်ရဲ့နိုင်ငံရေးအရေးပါတဲ့စကားတခွန်းကတရုတ်ရဲ့စီးပွားရေးနဲ့တန်တမာရေးရလက်တုံ့ပြန်မှုတွေကိုချက်ချင်းဆိုလိုမီးထွတ်တောက်စေခဲ့တယ် ဟုတ်ပါတယ်ဒုတိယချက်ကတော့ထိုင်ဝမ်ကဒီတင်မောင်းမှုကိုဆူရှီတန်တမရေရလို့ခေါ်နိုင်တဲ့ပါနတ်တဲ့ soft power နဲ့တုံ့ပြန်ခဲ့တယ် တရုတ်ရဲ့ပြည်ပမှုခုကိုဂျပန်နဲ့ထိုင်ဝမ်ကြားတွဲစည်းညီညွတ်မှုကိုပြတဲ့ PR အောင်မြင်မှုတစ်ခုအဖြစ်တောင်ဖြောင်းလဲပြနိုင်ခဲ့တယ်နော် ဟုတ်ကဲ့ပြောင်းလဲပြင်နိုင်ခဲ့ပါတယ် နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့နိုင်ငံတကာသတင်းတွေရဲ့ခေါင်းစဉ်ကြီးတွေနောက်ကွယ်ကမဟာဗျူဟာကြတဲ့အဖြစ်မှန်တစ်ခုပါတကယ်လို့ပဋိပက္ခတစ်ခုဖြစ်လာခဲ့ရင်ဂျပန်ရဲ့အခမ်းကဏ္ဍဟာထိုင်ဝမ်မြေပေါ်မှာတိုက်ရိုက်တိုက်ခိုက်ရေးမဟုတ်ပဲအမေရိကန်စစ်တပ်အတွက်အလွန်အရေးပါတဲ့နောက်တန်းကထောက်ပံ့မှုပေးဖို့တာဖြစ်နိုင်ချေများတယ်ဆိုတဲ့အချက်ပါပဲ ဟုတ်ပါတယ်ဗျဒီရင်းမြစ်တွေကဂျပန်ရဲ့ဥပဒေဆိုင်ရာပေါင်တွေနဲ့အမေရိကန်နဲ့မဟာမိတ်ဆက်ဆံရေးပေါ်မူတည်ပြီးလှုပ်ဆောင်နိုင်တဲ့အခမ်းကဏ္ဍတွေကိုရှင်းရှင်းလင်းလင်း off ကချိုက်ဟာဒါပေမဲ့လေဒီအချက်လက်တွေနဲ့ပေါ်ပြီးနည်းနည်းစဉ်းစားစရာတစ်ခုကြံ့ကြီးပါသေးတယ် ဟုတ်ကဲ့ဗာများဖြစ်မလဲရှင် အဲ့ဒါကတော့ဥပဒေတွေမဟာဗျူဟာတွေကတစ်ပိုင်းပြည်သူလူထုရဲ့သဘောထားကတစ်ပိုင်းမှာတကယ်လို့အရေးပေါ်အခြေအနေတွေကိုထိလာခဲ့ရင်ဒီလိုနိုင်မဲရေးဆိုင်ရာဆုံးဖြတ်ချက်တွေကိုဂျပန်ပြည်သူလူထုရဲ့သဘောထားကဘလို့ပုံဖော်သွားနိုင်မလဲ စိတ်ဝင်စားစရာကဲ ဥပဒေအရလုတ်ပိုင်ခွင့်ရှိတာနဲ့နိုင်ငံရေးအရတကယ်လုတ်ဆောင်မှုစံတာရှိတာကြမှာအလောင်းစားကြီးမားလာတဲ့အခါဘလို့ထိန်းကြီးသွားမလဲဒါကတော့ဒီရင်းမြစ်တွေမှာမပါဝင်တဲ့ဒါမဲ့အဆုံးဖြတ်ပေးနိုင်တဲ့မေခွန်းတစ်ခုအဖြစ်ဆက်လက်စဉ်းစားစရာကြံနေခဲ့ပါတယ် တူတော့အပြပြဆွေးနွေးကမောတယ်လေဆုံးသက်ကြမယ်လေ ဟုတ်ကဲ့ပါနားဆင်သူအားလုံးကြီးစစ်တင်ပါတယ်ရှင်ပြန်လည်ဆုံးသက်ကြပါစို့